Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဘိုးကတော့ပွဲရညီမလေးအတွက်အာလူကတ်တလိမ့်နဲ့ကော်ပြန်ကြော်လေးလုပ်ကျွေးမှာဖြစ်ပါတယ်နော်သားမနော်အခုဘောကအာလူပြုတ်ထားတော့ပေါ့နော်စက်သွန်မီလေးတွေလုံးလုံးဆင်းထားတယ်အာလူကတ်လိတ်ထဲမှာထည့်ဖို့ပေါ့နော်ဘိုးကအခုကကျတော့တက်လို့လှုပ်ဆောင်မှဖြစ်တဲ့အတွက်ဒီစက်သွန်မီလေးကိုပဲမဆလာလေးနဲ့စီမွေးတက်ပြီးတော့ထည့်မှာပေါ့နော်ပြီးလို့ရှိရင်ဒါကတော့မကြီးသီးမဲ့လေးကိုထညက်ကလေးနဲ့ရေနွေးနဲ့စိန်ထားတာပေါ့နော်အချင်လို့စားဖို့တော့ဖြစ်ပါတယ်အခုပိုးတို့အာလူလေးတွေခွာထားပြီးလိုက်ပါမယ်အာလူပြုတ်တဲ့နေရာမှာလေအာလူကိုနူးသွားရင်ရပြီပေါ့နော်အရန်ကြီးကိုပြဲသွားအောင်ပြုတ်ဆရာမလို့ပေါ့နော်ပြီးရင်ဒါဘိုးကပြန်ခြေမှာဆိုတော့လေအာလူလေးတွေကိုနူးသွားအောင်ပြုတ်ထားရင်ရပါပြီဘိုးအခုခွာထားတဲ့အာလူလေးတွေကိုထောင်းလိုက်ပါမယ်အာလူလေးတွေကစီးနေရပါတော့အဲ့တော့ဘိုးကတော့ဘာလာထောင်းချင်လို့ထောင်းလိုက်တာအဲ့ဒါကိုဟိုမျိုးခြေမယ်ဆိုရင်လည်းရတယ်ပေါ့နော်ဇွန်လေးနဲ့ခြေလိုက်မယ်ဆိုရင်လည်းရပါတယ်အခုစက်သွန်ကြော်လာလေးတွေမွေးလာပြီပေါ့နော်စက်သွန်အရောင်လေးနည်းနည်းပြောင်းလာပြီဆိုလို့ရှိရင်တော့မဆလာလေးနည်းနည်းထည့်လိုက်မယ်အခုဆိုရင်မဆလာနဲ့မွေးလေးနဲ့စက်သွန်နီးစီတက်တာလေးရပါပြီအာလူလေးတွေလုံးထားပြပါမယ်ပုတ်ပူလာရင်စီထည့်လိုက်ပါမယ်စီပူလာရင်အာလူလေးတွေထည့်ပြီးတော့ကြော်လိုက်ပါမယ်ဒါပိုးတော့ဒီအာလူလေးတွေကြော်ထားတော့ပေါ့နော်ကော်ပြန်လေးလည်းကြော်မှာဖြစ်တဲ့အတွက်ကိုကတော့ကော်ပြန်ကြော်ထဲမှာထည့်ဖို့အစာပလာလေးတင်ထားရပါတော့ဟုတ်ဆိုရင်ကော်ဖီလေးတွေကိုတေးသေးလေးထိထားတယ်ပြီးရင်လည်းမုံလာဥမီလေးကိုလည်းတေးသေးလေးထိထားပြီးတော့မှဟိုပါလေဒါလည်းပဲပြားလေးကိုလည်းအတုံးလေးတုံးထားလိုက်ပါတယ်ခုဆိုင်တော့အာလူကတ်လေးတွေကရွှေအိုရောင်တန်းလာပြီးအပေါ်ကျောလေးတွေတင်းလာပြီဆိုလို့ရှိရင်တော့ရပါပြီရှင်အခုပိုးကကော်ပြန်အစာလေးတွေကိုစီတက်ပေးမှဖြစ်တဲ့အတွက်စက်သွန်ဖြူလေးနည်းနည်းထောင်းထားရပေါ့နော်စက်သွန်ဖြူထောင်းထားပြီးတော့ကော်ပြန်နဲ့ထည့်မဲ့စာလေးတွေကိုစီတက်ပေးမှဖြစ်ပါတယ်ဒီလိုမျိုးဖို့ကိုရောမှွေပြီးပြီဆိုလို့ရှိရင်တော့ကော်ဖီလေးထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ဒီအစာတွေထဲမှာဝါစာနည်းနည်းထည့်မယ်။ရတောင်မုံနည်းနည်းထည့်မယ်။ပြီးရင်တော့ပဇာနည်းနည်းပါထည့်ပေးလိုက်ပါမယ်။အခုဆိုရင်တော့ကော်ပြန်ထဲမှာထည့်မယ်အစာလေးတွေကြော်ထားလာရပါပြီ။အခုတက်သွန်ဖြိုးမျိုးတီးစိမ်းထောင်းထားလေးကိုအချင်းလုံးပုတ်ထည့်မယ်ပေါ့နော်။ပြီးရင်ဒီကမကြီးတိမဲနဲ့ညက်နဲ့စိန်ထားတဲ့ဟာပေါ့နော်။အဲ့ဒီဟာကိုအဖက်တင်ပြီးယူပဲနဲ့အရည်လေးပဲယူလိုက်ပါမယ်အခုမကြီးမဲ့လေးထည့်ပြီးတော့ပြီဆိုလို့ရှိရင်တော့စားလေးနည်းနည်းထည့်မယ်ရတမုံကတော့မထည့်တော့ဘူးပေါ့နော်ထညက်နဲ့စိန်ထားတာဖြစ်တဲ့အတွက်စားနည်းနည်းထည့်လိုက်ရပါပြီဟုတ်ကော်ပြန်လေးလိုက်ပါတော့မယ်ဘိုးကတော့အတီးရွက်ပဲထည့်တာပေါ့နော်တခြားဟာတွေထည့်လို့လည်းရတယ်ကော်ပြန်ကလေနှစ်ပြောကော်ပြန်လို့တခြားအမျိုးစုံရှိရပေါ့နော်အာလူတို့ကိုစိုက်တာလေးထည့်ပြီးတော့ဒီလိုမျိုးလုပ်စားလို့ရပါတယ်ကိုအိမ်မှာလုပ်တာဆိုတော့အများကြီးနဲ့ဝဝလေးနဲ့စားရတာပေါ့နော်ဒီမှာပေါ်လေးတုပ်လိုက်တယ်ပေါ့နော်။ရေလေးနဲ့ပဲလုပ်လို့ရှင်လည်းရတယ်။စီပူလာပြီဆိုရင်တော့ကော်ပြန်လေးတွေထည့်ပြီးတော့ကြော်လိုက်ပါမယ်။ကော်ပြန်ကကြတော့မီရမ်းပြင်းစရာမလိုဘူးပေါ့နော်။မီရမ်းပြင်းလို့ရှိရင်ဒူးတော့မှဆိုလို့မီအနေတော်လေးနဲ့ထည့်ပြီးကြော်ထားပေးရပါပြီ။အခုဆိုရင်တော့ကော်ပြန်လေးတွေပြေပေါ်လာပန်းလာပြီဆိုရင်ရပါပြီ။咱们这啥，然后这个新人呢是说呢，过一毛过年俩啥都要不？这边啥呢？不啦啦，叽叽在的，滴滴哩啦，滴滴啦，滴滴哩。OK，啥子吧？这表里呢，这表里呢。那 OK，亚比呢？加工了。
ပေါ်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ပိုးကပေါ့ပေါ့ပပအာလူကတ်လိတ်လေးနဲ့ကော်ပြန်လေးလောက်စားတာပေါ့နော်အဲ့ဒါလေးကိုရိုက်ပြီးပြထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင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 ်